အဲ့ဒီလူကသူ့ဤစားကိုထားပြီးသူမရဲ့အရင်ဆုံးတငယ်ချင်းနဲ့ကိုးစားခဲ့တဲ့ကျောင်းဝင်းထဲမှာပဲသူတို့နှစ်ယောက်စိတ်အလိုလိုက်ပြီးပြောပါခဲ့ကြတာပါဒေးဗစ်ရဲ့ရင်းချက်ပြီးယောက်ျားပိသားရဲ့ဆွဲဆောင်မှုအောက်မှာအန်နာတယောက်ရုံးမထွက်နိုင်ပဲကိုထိန်းချုပ်မှုကင်းမဲ့စွာနဲ့ဒီစိတ်လှုပ်ရှားစရာတွေ့ကြုံထဲမှာတာယာမိသွားခဲ့တယ်အိမ်သားတွေကထူးဆန်းတဲ့အတန်တွေကြားလို့လီဆာသွားကြည့်လိုက်တဲ့အခါမှာတော့သူ့ဤစားရဲ့ဖောက်ပြန်မှုကိုမျက်ဝါးထင်ထင်တွေ့လိုက်ရတာပေါ့ရုံးစရာကောင်းတဲ့မြင်ကွင်းကြောင့်သူမအယမ်းလန့်သွားပြီးအဲ့ဒီနေရာကနေအမြန်ထွက်ပြေးခဲ့ရတယ်တကယ်တော့ဂျိုဆိုတဲ့လူကလီဆာကိုစတွေ့ကြတဲ့ကစိတ်ဝင်စားနေခဲ့တာပါသူတငယ်ချင်းဒေးဗစ်ကိုစားတာမိလို့ကြောင်းထုတ်မခံရအောင်ရဲ့လီဆာကကြောင်းကိုအစီရင်ခံမှာဆိုလို့ရဲ့အန်နာကဂျွန်ကိုကူညီဖို့တောင်းဆိုခဲ့တယ်ဒါကြောင့်ဂျွန်ကလီဆာရဲ့တက်ကက်ကိုခိုးယူခဲ့တယ်လို့သူ့ရဲ့ပါတီကိုလည်းလာဖို့ဖိတ်ခေါ်ခဲ့ပါတယ်လီဆာကဒေးဗစ်ကိုတကယ်တော့နာကြည့်တာပါဒါပေမဲ့သူတို့နှစ်ယောက်အတူရှိနေခဲ့တဲ့ပုံရိပ်တွေကသူမရဲ့ခေါင်းထဲမှာဆွဲလန့်နေပြီးဒေးဗစ်ကိုခွင့်လွှတ်ဖို့ကိုပြန်ဖြောင်းဖြနေမိတယ်အဲ့ဒီပုံရိပ်တွေကိုပြန်တွေးပြီးသူမကိုယ်တိုင်တောင်တာယာစိတ်တွေဖြစ်ပေါ်နေခဲ့တာပါဂျွန်ရဲ့ဖိတ်ကြားမှုကိုညှင်းချင်ပေမဲ့ဒေးဗစ်ရဲ့အပြောကောင်းမှုတွေကြားမှာလီဆာတယောက်ပါသွားခဲ့တယ်ဒေးဗစ်ကိုပြန်တွေ့တဲ့အခါမှာတော့သူမဟာအပေါင်းအသင်းတစုနဲ့အတူဂျွန်ရဲ့အိမ်ကိုလိုက်သွားခဲ့မိတယ်ကိုတစ္ဆာဖောက်ခဲ့တဲ့လူကိုစိုက်ကြည့်ရင်လီဆာကသူ့ကိုမမုန်းနိုင်ခဲ့ပါဘူးအဆုံးမှာတော့အရက်ရှိန်နဲ့အတူသူမရဲ့စိတ်တွေကိုလွှတ်ချလိုက်ပါတော့တယ်